ဒီကျွန်တော်စီမှာဗာလေးကျန်နေတယ်ပြပါနော်ဒါလေးတွေနည်းနည်းပြီးနေပါစစ်ဖိုက်တွေပါလေးလေးချင်းပလီဆိုင်တွေရဆိုလို့ရှိရင်ဒီမှာစစ်ဖိုက်ကျန်မယ်ကောင် 0.5 ကျန်မယ်4.5နဲ့4.5နဲ့လိုက်ကျန်မယ်ဒီကောင်က 0.5 ပေါ့နော် 0.5 ရဲ့ဒီဘက်ကကောင်ကဒီကောင်လေး 0.5 ပဲဒီကောင်လေး 0.5 ပဲနော်ပန်းစီရောင်တွေက full speed ပန်းစီရောင်တွေကတော့4.5ကဒီကောင်ပဲဒီလောက်ပဲကျန်မယ်နော်နည်းနည်း1မီတာပဲကျန်တော့မယ်1မီတာပဲကျန်မယ်2ကာလာတွေကဒီကောင်လေးဆိုလို့ရှိရင်2ကာလာတွေနည်းနည်း3မီတာလောက်ကျန်နော်52ဒီကောင်က full speed ဒီကောင်က65က3မီတာပဲ3မီတာ4မီတာလောက်ကျန်4မီတာလောက်ကျန်မယ်ဒီကောင်က55က4မီတာလောက်ဆက်နေ4မီတာပဲဒီကောင်ကတော့5 full speed 5က4မီတာလောက်ပဲနော်တူတယ်4မီတာလောက်ကျန်မယ်နော်ပလီဆိုင်တွေကတော့နည်းနည်းသေးပဲကျန်တယ်ပလီဆိုင်တွေစစ်ဖိုက်တော့မှနည်းနည်းပဲကျန်မယ်စစ်ဖိုက်တော့2မီတာပဲကျန်မယ်နောက်တော့မရှိတော့ခြေကျိုးပြားတွေရမယ်ခြေကျိုးပြားတွေရမယ်ပြီးကြလို့ရှိရင်40ခွန်လောက်ဆိုင်လေးဘေးဦးလောက်ဆိုင်လေးရမယ်ဗျပစ္စည်းဒါလေးပဲကျန်ပါတော့လေညီကတော့